မြင်တွေ့လိုက်တဲ့အခါမှာကံဆိုးတဲ့ပတ္တစာတွေကကံကောင်းသူမှဖြစ်သွားကိုယ်ရဲ့ချမ်းသာတဲ့လူတွေဟာအဆောင်ကောင်းလို့ချမ်းသာနေကြတာလားစီးပွားရေးအောင်မြင်နေတဲ့ပုဂ္ဂိုလ်တွေဟာအဆောင်ကောင်းလို့လားမေးကြရှိတယ်လေသူတို့ဘာတွေကောင်းလို့ချမ်းသာတာလဲဆိုတာမြတ်စွာဘုရားဟောတဲ့အခါကျရှင်းတော့ဘုရားဘာသာဖြစ်ပြီးတို့တွေဟာကံကောင်းခြင်းလို့ရှိရင်ဘာလို့အမဲဆိုတာတိတိကျကျမတိကျပဲနဲ့ဆူတောင်းတာဟာကံကောင်းတယ်လို့ထင်တယ်အဆောင်ကောင်းဆောင်လို့ရှိရင်ကံကောင်းတယ်လို့ထင်တယ်ကြံပင်ဆိုင်ရဲ့အကြံစီအောင်တယ်လို့လည်းပြောကြတယ်ဂျင်းဆိုင်တဲ့အခါမှာချက်ချင်းကြီးပွားတယ်လို့လည်းပြောကြဒါတွေဟာဟုတ်ကဲ့လားအများကြီးပဲအကုန်လုံးတော့ပြောချင်ပါနော်ရရဆိုတာအများကြီးပဲလုပ်နေကြရှေးကုံဘုရားပေါ်တက်ကြည့်စနေတော်ကဘုရားစနေသားသမီးတွေလာပြီးရေလောင်းတဲ့မွန်းနေတနင်္ဂနွေတော်ကဘုရားတနင်္ဂနွေသားသမီးတွေလာမောင်းဘာလုပ်ကြတာတော့လို့မင်းကံကောင်းခြင်းလို့လုပ်နေကြတာအဲ့ဒါတွေဟာကံကောင်းနိုင်သလားအဲ့တော့တေချာစဉ်းစားတတ်ဖို့လိုအပ်တယ်လို့ဆိုမြတ်စွာဘုရားကစဉ်းစားဖို့ပဲဟောတာတရားအဲ့တော့မြတ်စွာဘုရားဘုန်းကြီးတို့ဒီလိုခေါ်လိုက်လို့ဗေဒဆရာတွေထိခိုက်သွားတယ်ဆိုလို့ရှိရင်ထိခိုက်အောင်ပြောတာမဟုတ်ပါဘူးထိခိုက်အောင်မပြောယုံတဲ့လူတွေကတော့ရှိမှာမြတ်စွာဘုရားပွင့်လို့ထိခိုက်သွားတဲ့လူတွေလည်းရှိတာစီးပွားတိုးတက်ပါရစေစီးပွားရေးကောင်းပါရစေနဲ့ဆုတောင်းနေလို့မရပါဘူးဒါဘုရားဟောတာပဲနော်စီးပွားဥစ္စာတိုးတက်ခြင်းစီးပွားဥစ္စာတိုးတက်တဲ့နိလန်းကိုမြတ်စွာဘုရားဟောထားတယ်ဘာဟောထားလဲဥဋ္ဌာဏတမ္မရာလုံလဝိရိယနဲ့ပြည့်စုံရမယ်အာရခတမ္မရာကိုရှာထားတာအလေလွတ်မရှိအောင်ထိမ့်သိမ်းတတ်ရမယ်သမဇီဝိတာမြတ်မြတ်တရသမွေးတတ်ရမယ်ကလျာဏမေတ္တာမေကောင်းဆွေကောင်းရှိရမယ်အဲ့ဒါဒီဘဝမှာစီးပွားဥစ္စာတိုးတက်ခြင်းအကြောင်းလေးလို့ဒီလိုပဲဟောတာအဲ့ဒီပဲရေတရားခြေရမယ်လို့မပါဘူးနော်အဆောင်ကောင်းဆောင်ရမယ်လို့မပါဘူးဆိုလိုတာကမြန်မာပြည်မှာဗုဒ္ဓဘာသာလို့သာဆိုသေးတာခဏချိန်ထိကောတုဟလမင်္ဂလာဆိုတာတွေကမပြောက်သေးဘူးဘယ်နာဒီအစွမ်းတကူရှိတဲ့ပုဂ္ဂိုလ်ပေါ်တယ်ဆိုသွားကြပြီလောက်ကြပြီနော်အဲ့ဒါတွေကမှန်သလားသွားလှူခြင်းတော့လှူပါမလှူပါနဲ့လို့တော့မပြောလို့ဘူးအမှားမှန်ကိုတော့သိဖို့ပြောရမှာဖြစ်တယ်ပေါ့နော်အမှားမှန်ကိုသိဖို့လိုတယ်ကိုလုပ်တဲ့အလုပ်ဟာမှန်မှန်ကိုသိဖို့လိုတယ်မှန်မှန်သိရင်တော်ပြီလှူတာကိုယ်သဘောမှန်မှန်သိဖို့လိုတယ်သို့တော့အမှားကိုအမှန်ထင်နေတာတမ္မာဒိဋ္ဌိမဟုတ်ဘူးအဲ့ဒါကြောင့်ဒီကနေ့ထိအောင်ရန်ကုန်မြို့ပါပန္နတော်ပြောပါဦးရန်ကုန်မြို့ကရွှေတကုံသွားကြည့်နော်ဒီကနေ့ထိအောင်ဂျိုးပြေနံပြေတွေနဲ့လုပ်နေကြတော့မှရှိသေးတယ်အဲ့ဒါဘုရားဘာသာရဲ့အသင်္တရမဟုတ်ပါဘူးအဲ့တော့မြန်မာနိုင်ငံကလူတွေဟာဘုရားဘာသာစစ်ဖြစ်တဲ့ပုဂ္ဂိုလ်ရှိကောင်းရှိနိုင်တော့လေလူတိုင်းဟာဘုရားဘာသာစစ်မဖြစ်သေးဘူးလို့ပဲပြောရမှာဖြစ်တယ်နော်ဘာကြောင့်လို့ဆိုတခြားနိလန်းတွေပေါ်မှာဆွဲလန်းမှုယုံကြည်မှု superstition လို့ခေါ်တယ် superstition ဆိုတာဆွဲလန်းနေယုံကြည်မှုတွေအဲ့ဒါမြန်မာပြည်မှာဘုရားဘာသာလို့သာဆိုတယ် superstition တွေများကြီးဆွဲလန်းမှုတွေများတယ်ကိုလုံးလာတဲ့လုပ်ငန်းတစ်ခုပေါ်မှာဆွဲလန်းနဲ့လုပ်နေကြတာဖြစ်တယ်အဲ့ဒီအဆွဲလန်းကင်းသွားမှဘုရားဘာသာအစစ်ဖြစ်မှာနော်ဒါကြောင့်မို့တရားဓမ္မအရာအဆွဲလန်းမထားပဲနဲ့ကြိုးစားအထောက်ဖို့ဒါပဲပြောချင်တာမှဒီမှာဒါကြောင့်မို့တော့ဒါတော့လမ်းစာလေးတွေဖော်ပြောတာနော်လမ်းစာလေးဖော်ပြောတာဒီကံကောင်းခြင်းလို့ရှိရင်စိတ်ထားကိုပြန်ကံကောင်းခြင်းအဆောင်ရှာရမှာအဆောင်ရှောက်ဆောင်ရမှာမဟုတ်ဒီနာကဘုရားဘာသာနိုင်ငံတနိုင်ငံဖြစ်တဲ့ဗမာတွေကခေါ်တော့ယိုရီးယားလို့ခေါ်တယ်ထိုင်းနိုင်ငံအဆောင်ကိုအလုံးကိုမမောတယ်ဗမာပြည်တဲ့ဆိုးတယ်သူကဘုန်းကြီးတို့စီတောင်ရောက်လာတယ်
ထိုင်းနေတခါရောက်လာပြီးဘာလို့လဲခေါင်းလေးထိုးပြီးခေါင်းပုတ်ခိုင်းတာနာနာရိုက်လိုက်ရင်တော့မှတ်ကောင်းမှတ်သွားလိမ့်မယ်ခေါင်းပုတ်လိုက်တာနဲ့သူက blessing ပေးတယ်ဆိုပြီးကျင့်တတ်ခေါင်းပုတ်ခံရတာဘာကျင့်တတ်เสียခေါင်းကိုကောင်းလာပုတ်တယ်ဆိုဘယ်ကျင့်တတ်เสียခေါင်းနော်တွေ့ရစီနဲ့ခေါင်းဖြန်းနဲ့ရိုက်လိုက်ရင်သဘောတွေကိုကြတပြေကလေးနဲ့သာရေပက်လိုက်မယ်ဆိုရင်ပုဂ္ဂိုလ်သဘောကြကံကောင်းသွားတယ်လို့စိတ်ထဲမှာထင်တယ်အာမကိုလောက်ပါဘူးအာမကိုလောက်ဘူးဘုရားဘာသာဆိုပြီးတော့အဲ့ဒါတွေအာမကိုသင့်ဘူးလို့ပြောချင်တယ်နော်ဘုန်းကြီးတို့ဟောထားတဲ့ဒီသာသနာနဲ့အစွမ်းတကူများဆိုတရားနာဘူးတဲ့လူလည်းရှိကောင်းရှိတယ်အစွမ်းတကူနဲ့သာသနာဆိုတဲ့နေရာအစွမ်းတကူဆိုတာမရှိဘူးတော့မဟုတ်ရှိအာကိုလောက်တဲ့အစွမ်းတကူမဟုတ်စွမ်းတကူအာကိုလောက်တဲ့အစွမ်းတကူဟာကိုယ်ထဲမှာပဲရှိကိုယ်ထဲမှာပဲရှိကိုယ်ရင်မှာပဲရှိအဲ့ဒါလည်းပြောကြတာပဲ we are our own architect ကိုယ်တိုင်ပြုပြင်မှရတယ်ကိုယ့်ရဲ့ architect ကကိုယ်ပဲဖြစ်တယ်ကိုယ်ဘဝကိုယ်ပဲပုံဖော်ရမယ်သူများပုံဖော်တာမဟုတ်ဘူးဘာသာတွေကိုလိုက်ကြည့်လိုက်မယ်ဆိုရင်ဘုရားသခင်လူတော်ကြဆွဲဘာသာတွေဟာအများကြီးနေဘုရားသခင်လူတော်ကြဆိုပြီးတော့တေချာစဉ်းစားကြည့်လို့ရှိရင်အတိညာဏ်ကိုထိတ်တန်းမတင်လို့အဲ့လိုဖြစ်တယ်အလုံးကအတိညာဏ်ကိုထိတ်တန်းတင်စေခြင်းနဲ့ဟုတ်မို့စဉ်းစားမြတ်စွာဘုရားကတော့စဉ်းစားခိုင်းတဲ့အကုန်လုံးသူပြောတာတော့မယုံတဲ့အောင်စဉ်းစားလို့ခိုင်းတာသူ့ကိုလည်းဝေဖန်ခိုင်းတယ်တရားကုံတော်6ပါးတဲ့သိတယ်မဟုတ်လားတန်ဒိဋ္ဌိကိုယ်တိုင်မြင်နိုင်တယ်ကိုယ်တိုင်သိနိုင်တယ်သို့တော့ကိုယ်တိုင်သိဆိုလူတိုင်းသိလားလို့ဆိုပစ္စတံဝေရိတဘောဝိညုဟိပညာရှိမှသိပါအသိဉာဏ်ရှိဖို့လိုတယ်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဟောတဲ့ဟာအဆုံးအမစကားသာလင်ဖြစ်တယ်အဲ့ဒီအဆုံးအမစကားဟာမှန်ကန်တဲ့အဆုံးအမစကားဖြစ်လို့နားထောင်ရုံတတ်တဲ့မပြီးပါဘူးဆေးနဲ့အလားတရံတူတယ်ဆေးဆိုတာတောက်မှအကျိုးရမှာဖြစ်တယ်ညွန်ကြားထားတဲ့ဆေးကိုတောက်ဖို့လိုတယ်လို့ပဲမြတ်စွာဘုရားရဲ့အဆုံးအမဆိုတာလဲဘာလဲလို့မေးလို့ရှိရင်မလုပ်ရမှနဲ့လုပ်ရမှာဒီနှစ်ခုပဲပြောတာနော်မလုပ်ရမှနဲ့လုပ်ရမှာဒီနှစ်ခုပဲပြောတယ်ကိုသားသမီးကိုဆုံးမတဲ့မိဘတွေအခုဒီထဲမှာမိဘတွေအများကြီးပါတယ်သားသမီးကိုဆုံးမတာ2မျိုးပဲဆုံးမတာကိုယ်လည်းစဉ်းစားကြည့်တို့ဆုံးမတာ2မျိုးတည်းဆိုတာဟုတ်လားလို့ဒါမလုံးနဲ့ဒါလို့ဒီလမ်းမသွားနဲ့ဒီလမ်းသွားဒါပဲမဟုတ်လားမလုပ်ရမှနဲ့လုပ်ရမှဒီနှစ်ခုပဲပြောတာပဲအချင်းချုပ်လိုက်လို့ရှိရင်မလုပ်ရမှနဲ့လုပ်ရမှဒီနှစ်ခုပဲပြောမြတ်စွာဘုရားကလည်းဆုံးမတယ်ဆိုတာဒါပဲပြောတာဒါမလုံးနဲ့ဒါလို့မလုပ်ရမှနဲ့လုပ်ရမှဒီနှစ်ခုပဲပြောအဲ့ဒီနှစ်ခုသေးသေးချာချာနားလည်ပြီးတော့ကံကောင်းကျင်လို့ရှိရင်မလုပ်ရမှကိုရှောင်လုပ်ရမှကိုလှုပ်ဆောင်ဟောတာကံကောင်းခြင်းအကြောင်းပဲဖြစ်တယ်နော်စေရနာကောင်းလင်ကံကောင်းသည်လို့ပြောတာဟာကစေရနာတစ်ခုတည်းကိုဥတည်ပြောတာအခုဒီကနေ့ညမြတ်စွာဘုရားဟောတဲ့တုတ်တန်တစ်ခုအရာကံကောင်းအောင်တို့ဘာတွေလုပ်ရမလဲကြည့်မြတ်စွာဘုရားကကံကောင်းခြင်းလင်စိတ်ဓာတ်ကိုပြင်တဲ့ကိုယ်စိတ်ဓာတ်ကိုပြင်ရမယ်စိတ်ဓာတ်ပြင်ရမယ်ဘာတွေပြင်ရမလဲကံကောင်းတဲ့ဆိုတာဘာလဲကိုယ်တဏ္ဍာမှာကောင်းတဲ့ကံဆိုတာဟာကောင်းကျိုးချမ်းသာပေးမှကံကောင်းတယ်လို့ခေါ်တာလေကံဆိုတာ2မျိုးပဲရှိတယ်ကုသိုလ်ကံနဲ့အကုသိုလ်ကံကုသိုလ်ကံဆိုတာကောင်းတဲ့အပြစ်ကင်းပြီးကောင်းကျိုးချမ်းသာတွေကိုပေးတာကိုကုသိုလ်ကံလို့ခေါ်ပြီးတော့အကုသိုလ်ကံကြတော့အပြစ်ရှိပြီးတော့ဆင်းရဲတဲ့အကျိုးကိုပေးတာကိုအကုသိုလ်ကံလို့ခေါ်တယ်အဲ့တော့ကံကောင်းဆိုတာကုသိုလ်ကံကိုပြောပြီးကံဆိုးဆိုတာအကုသိုလ်ကံကိုပြောတယ်နော်လောကလူတွေကကံဆိုးကံကောင်းကိုကုသိုလ်အကုသိုလ်ကံမပြောဘဲနဲ့ထီပေါက်ရင်လည်းကံကောင်းတယ်လို့စီးပွားဥစ္စာတက်လာရင်လည်းကံကောင်းတယ်လို့ထင်